သင်ဟာအမဲလိုက်သူလားဒါမှမဟုတ်အစလားကျောင်းနာမည်တီဟာပါကျောင်းဒီနေ့တင်ဆက်ပေးမယ့်စာအုပ်ခေါင်းလေးတစ်အုပ်ကတော့မာယာပညာလို့ခေါ်ပါတယ်ဖတ်ဘူးတဲ့လူလည်းဖတ်ဘူးသွားကြမယ်ထင်ပါတယ်မဖတ်ကသေးတဲ့လူလည်းဖတ်ဖို့အကြံဉာဏ်ပေးပါဒါစာရေးစရာကြီးဝိုင်းရဤထားတဲ့စာအုပ်ခေါင်းလေးတစ်အုပ်ပါလူမှုဆက်ဆံရေးဆိုတာတကယ်တော့chess ကစားပွဲတစ်ခုပါပဲဒီကစားပွဲမှာတစ်ဖက်လူရဲ့စိတ်ကိုကိုယ့်လက်ထဲကိုရောက်အောင်ဆွဲဆောင်နိုင်ဖို့ကအဓိကပါပဲဒီစာအုပ်ကရိုးရိုးစာအုပ်မဟုတ်ဘူးမာယာအတတ်ပညာရဲ့လက်ဆွဲချမ်းတစ်ခုလို့ဆိုနိုင်ပါတယ်ဒါဟာမကောင်းတဲ့ဘက်မှာသုံးဖို့မဟုတ်လူမှုဆက်ဆံရေးမှာကိုယ့်ရဲ့ဩဇာကိုဘယ်လိုမြင့်တင်ရမလဲဆိုတော့နှိမ့်ချုပ်ပေးရတဲ့စာအုပ်လေးပါစာအုပ်ကအထူးကြီးမဟုတ်ဘူးနှိမ့်ချုပ်ဖြစ်တဲ့အတွက်အလုံများတဲ့သူတွေအတွက်ဖြတ်လန်းတစ်ခုပါကျွန်တော်ဒီထဲမှာကြိုက်ဆုံးစကားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုမျက်လက်စရာတယောက်ရဲ့အကောင်းဆုံးဝတ်ဖဲဆိုတာသူ့ရဲ့လက်ထဲမှာရှိနေတဲ့ဖဲချက်မဟုတ်ဘူးသူ့ပေါ်ပြိတ္တတရားထားတဲ့ယုံကြည်တော့အောင်လုပ်နိုင်တဲ့ယုံကြည်မှုပါပဲဘလောက်ကောင်းတဲ့စကားလုံးလေးကျွန်တော်အားပေးနေတဲ့တယောက်ချင်းတိုင်းအောင်ကျေးဇူးတင်ပါတယ် like share လုပ်ပေးသားဖို့မမေ့နဲ့ဦးအားလုံးပဲချစ်တဲ့ပေါ်များနိုင်ကြပါအားလုံးပဲ